သူငယ်ချင်းသုံးဖော်ဤစွန့်စားခံပုံပြင်တခါတော့ကတောနှစ်ကြီးတစ်ခုထဲမှာရှိတဲ့တရက်ပင်ကြီးတစ်ပင်ရဲ့အောက်မှာရှင်သေကြီးလီယိုဟာသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့လိတ်ကလေးတီလီမြောက်ကလေးမက်စ်တို့နဲ့အတူအနားယူနေတဲ့ကွယ်ဒီအချိန်မှာမြောက်ကလေးမက်စ်ကမော်ဆန်တဲ့ရေတံခွန်အကြောင်းပုံမြင်ကိုကြားဖူးတယ်လို့ပြောပြလိုက်တဲ့ကွယ်သူ့ရဲ့မျက်လုံးလေးတွေကလည်းစိတ်လှုပ်ရှားစွာဖြင့်တောက်ပနေတော့တာပေါ့မြောက်ကလေးရဲ့စကားကိုကြားလိုက်တဲ့အခါမှာတော့ရှင်သေကြီးလီယိုရဲ့နရွက်တွေဟာကြီးမားပြန့်ကားလာပြီးတော့ဒါဟာအံ့အားသင့်စရာပဲငါတို့တွေအဲ့ဒီရေတံခွန်ကြီးကိုရှာဖွေကြရအောင်လို့ချက်ရှင်းပဲပြောလိုက်တဲ့ကွယ်ဒါပေမဲ့တောနက်ကြီးကကြီးမားကျယ်ပြန့်ပြီးတော့အန်ရယ်တွေနဲ့ပြည့်နှက်နေတာလို့ကြောက်တတ်တဲ့လိတ်ကလေးတီလီကဝင်ပြောလိုက်တဲ့ကွယ်ဒါကငါတို့အတွက်ထူးဆန်းတဲ့စွန့်စားမှုတစ်ခုပဲလေလို့မြောက်ကလေးကပြောလိုက်တဲ့အခါမှာတော့တငယ်ချင်းအားလုံးကရေတံခွန်ကြီးကိုရှာဖွေဖို့အတွက်သဘောတူလိုက်ကြတဲ့ကွယ်ဒီလိုနဲ့တငယ်ချင်း၃ယောက်ဟာတစ်ပင်တွေထူထပ်နေတဲ့တောနက်ကြီးတဲ့သို့စတင်ထွက်လာကြတာပေါ့ကွယ်လမ်းတစ်လျှောက်မှာတော့တိတ်ဆူနေတဲ့ငှက်ကလေးတွေလှုပ်ခတ်နေတဲ့သွေးရက်ကလေးတွေနဲ့တစ်ပင်တွေပေါ်ကိုဖြာကျနေတဲ့နှွေးထွေးတဲ့နေအောင်ကြီးလေးတွေကိုခံစားရင်းနဲ့ခရီးဆက်လာကြတာပေါ့ကွယ်ဒီလိုနဲ့ခရီးဆက်လာကြရင်တနေရာအရောက်မှာတော့သူတို့သွားမဲ့လမ်းကိုကန့်လန့်ဖြတ်ပြီးစီးဆင်းနေတဲ့မြင့်ငယ်လေးတစ်စင်းကိုတွေ့ရတဲ့ကွယ်မြင့်ငယ်လေးကိုတွေ့တဲ့အခါမှာတော့လိတ်ကလေးတီလီနဲ့ရှင်သေကြီးလီယိုကမြစ်ကိုအလွယ်တကူဖြတ်ကူးနိုင်ပေမဲ့မြောက်ကလေးမက်စ်ကတော့မြစ်ကိုမဖြတ်ကူးနိုင်ဘူးတဲ့ကွယ်ဒီအချိန်မှာရှင်သေကြီးလီယိုကတငယ်ချင်းရေစိတ်မပူပါနဲ့မင်းကိုငါရဲ့ကြောပေါ်မှာတင်ဆောင်ပြီးတော့မြစ်တစ်ဖက်ကန်းသို့ကူးနိုင်အောင်ကူညီပေးပါမယ်လို့ပြောလိုက်တဲ့ကွယ်မြောက်ကလေးမက်စ်ကလည်းအရန်ကိုပျော်ရွှင်သွားတော့တာပေါ့ဒီလိုနဲ့ပဲသူငယ်ချင်းသုံးဖော်ဟာမြစ်ရဲ့တစ်ဖက်ကန်းသို့အလွယ်တကူပဲဖြတ်ကူးနိုင်သွားတဲ့ကွယ်မြောက်ကလေးကလည်းငါ့ကိုအခုလိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တငယ်ချင်းလီယိုရေလို့ပြောလိုက်တဲ့ကွယ်တောကြီးဟာတဖြည်းဖြည်းနဲ့ပို၍နက်ဆိုင်မဲမှောင်ပြီးတော့ကြောက်စရာကောင်းနေတော့တာပေါ့ဒီချိန်မှာပဲသူတို့ရဲ့နောက်ကနေပြီးထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်တဲ့ကွယ်သူငယ်ချင်းသုံးဖော်ဟာနောက်ကိုတပြိုင်နက်တည်းလှည့်ကြည့်လိုက်တဲ့အခါမှာတော့ကြီးမားတဲ့မြွေကြီးတစ်ကောင်ကိုတွေ့ရတဲ့ကွယ်မြွေကြီးကမင်းတို့တွေဘယ်သွားကြမလို့လဲလို့သူ့ရဲ့ရှာတွေကိုပုတ်တက်ပြီးတော့မေးလိုက်တာပေါ့ငါတို့တွေမှော်ဆန်တဲ့ရေတံခွန်လေးကိုလိုက်ရှာနေတာပါလို့မြောက်ကလေးမက်စ်ကပြန်ပြောလိုက်တာပေါ့ကွယ်ဒါဆိုရင်ရေတံခွန်ကြီးစီကိုအမြန်ဆုံးရောက်မဲ့နီးလန်းကိုမင်းတို့ကငါပြောပြလိုက်မယ်ဘယ်ဘက်လမ်းကိုရွေးပြီးရှောက်ပါလို့မြွေကြီးကပြောလိုက်တဲ့ကွယ်ဒီခါမှာညံကောင်းတဲ့လိတ်ကလေးတီလီကကျွန်တော်သူ့စကားတွေကိုမယုံဘူးမြွေတွေကလှည့်စားတတ်တယ်လို့မက်စ်နဲ့လီယိုကိုပြောလိုက်တဲ့ကွယ်ဒီခါမှာမက်စ်ကလည်းလိတ်ကလေးတီလီရဲ့စကားကိုထောက်ခံပြီးတော့မြွေကြီးပြောပြတဲ့လမ်းရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ညာဘက်လမ်းကိုရွေးပြီးတော့ဆက်လျှောက်လာကြတဲ့ကွယ်မြွေကြီးကတော့မင်းတို့ထိုက်နဲ့မင်းတို့ကံပဲလို့ပြောပြီးရှုံမုတ်ကြီးထဲကိုဝင်ရောက်ပြောက်ကွယ်သွားတော့တာပေါ့ကွယ်သူငယ်ချင်းသုံးဖော်ဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေလျှောက်လာရင်ခဏအကြာမှာတော့ထူးဆန်းတဲ့အတန်ကြီးတစ်ခုကိုကြားလိုက်တဲ့ကွယ်မြောက်ကလေးမက်စ်ကလည်းတစ်ပင်ပေါ်ကိုအလျင်အမြန်ကုတ်တက်ပြီးရှေ့ကိုကြီးလိုက်တဲ့အခါမှာတော့သူတို့ရှာနေတဲ့ရေတံခွန်ကြီးကိုတွေ့သွားတဲ့ကွယ်အဲ့ဒီခါမှာရေတံခွန်ကိုတွေ့ပြီးရှေ့မှာငါတို့ရှာနေတဲ့ရေတံခွန်ရှိတယ်လို့သူငယ်ချင်းနှစ်ယောက်ကိုပြန်ပြောလိုက်တော့တာပေါ့တို့ဟာမက်စ်ရဲ့စကားအသံကိုကြားတဲ့အခါမှာတော့ရှေ့သို့အရှိန်ပြင်းစွာပြေးသွားကြတော့တာပေါ့အဲ့ဒီနေရာကိုရောက်သွားတဲ့အခါမှာတော့တငယ်ချင်းသုံးဖော်ရှာဖွေနေတဲ့မှော်ဆန်တဲ့ရေတံခွန်ကြီးဟာသူတို့ရဲ့အရှိမပဲရောက်ရှိနေပါပြီရေစက်တွေဟာစိန်ပွင့်လေးတွေလိုပဲတောက်ပနေပြီးတော့မြူကိုးလေးတွေကလည်းလွင့်ပြန်နေပါတယ်ပိုးစုံကျူးလေးတွေကလည်းကခုန်နေပြီးတော့ရေတံခွန်ကြီးကတိတ်ကိုမှော်ဆန်ပြီးလှပနေတော့တာပေါ့ငါတို့ရှာနေတဲ့ရေတံခွန်ကြီးကိုတွေ့ပြီလို့မက်စ်ကဝမ်းသာအားရပြောလိုက်တာပေါ့တယ်လီကလည်းသူ့ရဲ့ရှီတောင်းနှစ်ဖက်လေးကိုရေထဲမှာနှင်းမြုပ်လိုက်တဲ့အခါမှာတိတ်ကိုလန်းဆန်းပြီးတက်ကြွနေတဲ့ကွယ်လီယိုကတော့သူ့ရဲ့တငယ်ချင်းနှစ်ယောက်နဲ့အတူရေတံခွန်ကြီးကိုကြည့်ပြီးပြုံးနေမိတော့တာပေါ့ကွယ်
အခုငါတို့လိုချင်တဲ့စုတွေကိုတောင်းလို့ရပြီလို့ပြောရင်တီလီကသူ့ရဲ့မျက်လုံးလေးတွေကိုမှိတ်လိုက်တဲ့ကွယ်ပြီးတော့သူငယ်ချင်းတွေနဲ့အတူပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့စွန့်စားခန်းတွေကိုလိုချင်ပါတယ်လို့တီလီကဆုတောင်းလိုက်တဲ့ကွယ်မတ်ကတော့ငပြောခိုင်ကြီးကြီးတခိုင်ကိုလိုချင်ပါတယ်လို့ပြုံးပြုံးကြီးဆုတောင်းလိုက်တဲ့ကွယ်လီယိုကတော့ငါတို့တွေအားလုံးပျော်ရွှင်ပါစေလို့တိုးတိုးလေးဆုတောင်းလိုက်တာပေါ့ကွယ်ရေတံခွန်ကြီးစီကနေပြန်လာတဲ့လမ်းမှာတော့ကောင်းကင်ကြီးတစ်ခုလုံးဟာရွှေရောင်ပြောင်းသွားပြီးတော့လေပြေလေညှင်းလေးတွေနဲ့အတူငှက်ကလေးတွေကလည်းတာယာသောအတန်လေးတွေဖြင့်တီဆိုရင်းနဲ့အိမ်ပြန်လန်းလေးကိုပို၍တာယာအောင်ဖန်တီးပေးနေကြတော့တာပေါ့ကွယ်ထိုနေ့မှစပြီးသူငယ်ချင်းသုံးမော်ဟာစွန့်စားမှုအသစ်တွေကိုအမြဲတမ်းရှာဖွေနေတဲ့အကြီးကျယ်ဆုံးဒေါ်တွင်စူးစမ်းသူများဖြစ်လာခဲ့ပါတယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်နောက်ရက်တွေမှာလည်းဘလို့ပုံမြင်လေးတွေကိုတင်ဆက်ပေးမလဲဆိုတာကိုစောင့်ကြည့်ပေးပါအောင်ကွယ်အားလုံးကိုကျေးဇူးတင်ပါတယ်